သာသမီသားဒါမင်းမန်းသားဒီအကောင်လေးတွေကစိတ်ဘက်ဝင်နေကျိုင်းပိုးလို့ခေါ်တယ်သူကတစ်ဖူလေးတွေကိုပဲသူကစားတာသူကမိုးရီရွာပြီးတဲ့အခါနေပြန်ပူတဲ့အချိန်မှာသူကအပြင်ကိုထွက်ပြီးတော့တစ်ရွက်ကလေးတွေကိုစားတာအဲ့အတွက်စိတ်ဘက်ဝင်နေဒီနောက်မှဆိုကြည့်တယ်မဖင်လေးတွေဝင်နေအဲ့အစီလေးတွေအဲ့အစီလေးတွေကစားလို့ကောင်းတာပရစ်တဲ့သူကပူပြီးရတာရှိတယ်နော်အဲ့မင်းမန်းသားဒါလည်းကိုတော့မှစိတ်ဘက်ဝင်နေအကောင်ကျိုင်းပိုးလို့ခေါ်တယ်သူကပေါက်ရွက်တို့ဘီးလက်ရွက်တို့အဲ့လိုအရွက်ကလေးတွေကိုသူကလိုက်စားဟိုအကောင်ပလောင်နေမသားအတွက်သူကတန့်စားလို့တော့ကောင်းတယ်တန့်လည်းတန့်မိုးလည်းမရဘူးလို့ဒီမှာတစ်နှစ်မှတစ်ခါပဲရတာဒီကောင်တစ်နှစ်မှတစ်ခါပဲရစားပါအောင် မိုးစားတော့ရန်ကောင်းပါရွာပြီးတဲ့အချိန်ပြီးမှနေပြန်ပူတဲ့အချိန်မှာဒီကောင်တွေကကျွင်းထဲမှာနေတဲ့အကောင်တွေဖြစ်တဲ့အတွက်ပူလာပြီးတော့အပြင်ထွက်ပြီးအရွက်တွေစားတာအဲ့လိုမိုးတိုက်ရွာကလည်းများမိုးတိုက်ရွာလည်းမရတော့မိုးရွာပြီးနေပြန်ပူမှရစားကြပါကောင်းပါလေရှင်တွေ့ရတာစိတ်တယ်မိုးလည်းမိုးရဲ့မွေးတယ်စိတ်နဲ့စိတ်ပရိကျော်ကြိုက်တဲ့လူတွေအားကြိုက်ပရိကျော်ကြိုက်တယ်ပရိကျော်တဲ့ဒီကောင်ကပူကောင်းတယ်သူကပရိကအမြဲတမ်းရတယ်ဒီကောင်ကအမြဲတမ်းမရဘူးတစ်နှစ်မှတစ်ခါပဲရတာဖြစ်တဲ့အတွက်စားကြပါစိတ်ပတ်ဝင်တယ်ဟာလူဝင်းတဲ့ကောင်လေးတွေကပြပခွတ်မောင်ကောင်းရှာပါပြတီမြန်သားတတောင်မုံလာပညာမှာမက်တလီဘူးတုတ်တယ်လို့ပဲတစ်နှစ်မှတစ်ခါဒီကောင်လည်းတစ်နှစ်မှတစ်ခါသိပတ်ဝင်နောက်စားခြင်းလို့တော့မရတော့နောက်စားခြင်းမရတော့အချိန်တစ်ခါပဲရ